မင်္ဂလာပါရှင်မြန်မာစံတော်ချိန်ညနေ6နာရီပြည်တွင်းသတင်းများကိုစတင်စီရင်ခံတင်ပြပါတော့မယ်ရှင်6နာရီလိုက်တင်တော့လာပြီဟဲ့ဆလင်းကြီးဆောင်အေယဝတီတိုင်းသားများဟာလှန်စီတိတခုတည်းဖြင့်လက်ချင်းများပြားဆိုနိုင်သောကြောင့်နိုင်ငံတကာမှအော်တိုလို့နေ၍အေယဝတီတိုင်းလူတိုင်းသားများဟာဝမ်းလာပီတိဖြစ်နေကြကြောင်းအေယဝတီတိုင်းသားပါဖြူစင်ရိုးသားစွာရာကျရာချစ်တွေပြီးမိဗျာဒီမျိုးမှာမွေးဒီနယ်မှာကြီးမွေးရမင်းမဥပင်ကြွလာလာတဲ့အချိန်မရွေးဆိုင်ဘဝဆောင်လို့ကျုံမယ်လေနိုင်ငံတကာဆင်မိဖြစ်ဖို့ဆလင်းမြေစောကိုတူယူရမယ်ဒါပဲမြန်မာနိုင်ငံတွင်ကျပ်ဥတလုံးကိုကျပ်ငွေ900တိဇစ်တက်လက်ဖြင့်ကျပ်မများနေဖြင့်တစ်နေ့ကိုကျပ်ဥနှလုံးဦးနိုင်ရန်ကျပ်ဖများနေဖြင့်စွမ်းဆောင်ရည်မြင့်တင်နိုင်ရန်အတွက်တစ်နေ့ကိုတောက်ကျပန်း2000ကျွေးလေကြောင်းအေးလေအဲ့လိုဖြစ်မှရမှာပေါ့ကျပ်ဥဇစ်ကအတားပဲရှိတဲ့ပြီလားကျပ်ဥပဲမဟုတ်ဘူးဟဲ့အခုလောကတာတာမြန်မာနိုင်ငံတွင်လှိုင်းစင်မဲ့ရင်များအများပြားတင်သွင်းနေသောကြောင့်နိုင်ငံတော်ခေါ်ပန်တော်များနှိနာသဖြင့်လှိုင်းစင်မဲ့ရင်များကိုဖန်ဆီးတော့မှာဖြစ်ကြောင်းနောက်ကာလတွင်ပိုင်ရှင်မဲ့တွေကိုပါဖန်ဆီးတော့မှာဖြစ်သောကြောင့်အချိန်မနှောက်ခင်အိမ်ထောင်အမြန်ပြုတ်သိကြောင်းဟဲငါတို့တော့လော်ပြီဟဲ့ဥပဒေထုံးပိန်လေးကကြပြီလူသားမျိုးနွယ်မြို့သုံးစင်းမှုပါတားလိုက်ကွာရှင်းလုံးမပုံမလေးပုံပြီးတားလာမယ်ဆိုမရှိဘန်းရှိသူများကိုနိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှ2958တဲ့ရစလာကြီးပုံမှ9978တို့ဖြင့်ဖန်ဆီးတော့မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ရှင်မြန်မာနိုင်ငံတွင်လျှက်စစ်ဓာတ်အားများပိုရှမ်းနေပါသဖြင့်နိုင်ငံ6လို့တင်ပို့ရောင်းချထားကြောင်းစီရင်ခံတင်ပြလို့မပြည့်စည်ခင်မိပြတ်သွားပါပြီရှင်မိပြတ်သွားပြီကဲကျွန်တော်တို့စီမှာဆက်လိုက်ဘိုးလေးမှယူလို့ရပါပြီခင်ဗျာတဝဲရှစ်ခွန်းဆက်လိုက်လုံးမဲ့ဆိုတာကျွန်တော်တို့ဆက်လိုက်ပါခင်ဗျာမွေးနေဆက်လိုက်ပဲဖြစ်ဖြစ်မိဘကိုကတော့ချစ်လို့ပဲဖြစ်ဖြစ်ဆက်လိုက်လုံးမဲ့ဆိုတာTelegram Viber ဖုန်းနံပါတ်0996833969ဆက်လက်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ